ဒီနေ့မှာတော့ကျွန်တော်တို့အနေနဲ့အိန္ဒိယနိုင်ငံကစုပ်ယူမှုအကောင်းဆုံးဆိုတဲ့လစဉ်သုံးပစ္စည်းစက်ရုံတစ်ခုကိုလေ့လာသွားမှာဖြစ်ပါတယ်အရာအလုံးကမြေညီထက်မာတီရှိတဲ့ပိုးမွားကင်းစင်ကန်းထဲမှာစတင်ပါတယ်ဒီမှာနေပညာမြင့်လက်အိတ်တွေဝတ်ဆင်ထားတဲ့အမျိုးသမီးနေပညာရှင်ကကြိုတင်ပိုးသက်ထားတဲ့ခင်းထားတဲ့အပြားပေါ်မှာစုပ်ယူမှုအလွှာကိုဖွံ့ဖြိုးစေပါတယ်ဒါကဝါကွမ်းမြင်တွေကိုကျမ်းပြင်ပေါ်ကစုပုံနေတဲ့အညစ်အကြေးတွေကိုစုပ်ယူနိုင်အောင်ခွင့်ပြုပေးပါတယ်အဲ့ဒီနောက်မှာဇုံးတစ်ချောင်းကိုတုံးပြီးနေပညာရှင်ကရှို့ဝတ်ဆန်းကျဲတဲ့အမှုန့်တစ်မျိုးကိုဖြူပေးပါတယ်ဒီအမှုန့်ကတင်းရဲ့မတက်မတာဖြစ်နေတဲ့နေ့ရက်တွေအတွက်ကျေးလက်ဆန်တဲ့ရနံ့တစ်မျိုးကိုပေးစွမ်းပါလိမ့်မယ် DNA ကအောက်ဆိုင်အမုံတွေနဲ့ဆက်စီချေးတွေကိုလစဉ်သုံးပစ္စည်းတွေကိုဘယ်လိုလဲပြောင်းပေးလဲဆိုတာသတိထားကြည့်ပါမိတ်ဆွေတို့ရဲ့အထူးမိုက်ခရိုဘိုင်းအောင်ကိုတတုကြီးတွေနဲ့မြင့်တင်ဖို့အဓိကပါဝင်ပစ္စည်းတွေဖြစ်ပါတယ်နောက်တစ်ဆင့်မှာတော့အလုပ်သမားတွေကမတေချာမရေရတဲ့ကော်တမျိုးကိုတုတ်လိမ့်ကြပါတယ်ဒါကလစဉ်သုံးပစ္စည်းကိုမိတ်ဆိုအေတို့လိုအပ်နေတဲ့အချိန်မှာအတိအကျရွေ့လျားစေဖို့တေချာစေပါတယ်နောက်ဆုံးမှာတက်တောင့်တက်တာရှိဖို့ခြေပလာနဲ့လာတဲ့အရေးသွေးထိန်းချုပ်ရေးမန်နေဂျာတွေကထုတ်ကုန်ကိုတန်တရားဖြစ်ဖွယ်ရင်းနှီးကျွမ်းဝင်နေတဲ့အမှတ်တစိတ်ပါတိတ်တာတွေထဲထည့်သွင်းပါတယ်ကဘာတဝမ်းကိုတင်ပို့ဖို့အဆင်သင့်ဖြစ်နေပါပြီမိတ်ဆွေတို့အနေနဲ့သိရှိထားရမှာကပထမတစ်ခုကိုအသုံးပြုကြည့်လိုက်တဲ့အချိန်မှာတမတဲမှုတွေဖြစ်ခဲ့ရင်ဒါကစက်ရုံတွေကနေစနစ်တကျထုတ်လုပ်ထားတဲ့လစဉ်သုံးပစ္စည်းတွေမဟုတ်ပဲအခုလိုအိန္ဒိယနိုင်ငံရဲ့လက်လုံလစဉ်သုံးပစ္စည်းအဲ့တွေဖြစ်နေနိုင်နေဆိုတာပါပဲဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တစ်မြန်မာကိုလိုက်ရန် follow လေးလုပ်ခဲ့ကြပါအောင်နော်